ဒါကစရစ်ရိုးလို့ခေါ်တယ်ဗျစရစ်ရိုးပြင်နေပေါ့ခိုးလို့ရလာတဲ့ဟာတွေပေါ့ဒါချက်စားလို့ကောင်းတယ်လို့ဝက်သားတွေနဲ့ကြော်စားလည်းကောင်းတယ်ဗျဒါတို့ပြင်နေပေါ့နော်ຫນွေမှာစရစ်မိုးမှာမြစ်တဲ့ကောင်းတာကိုပြောတာလားပေါ်တာကိုပြောတာလားလို့ကျွန်တော်လည်းမသိပါဘူးဟိုအထက်ကတို့စိုက်ထားတဲ့တံပရာပြင်နေအုံဒီတွေပေါ်တယ်ဗျာခူးစားမဲ့လူမရှိဘူးအောက်မှာပြုတ်ကြတယ်လေအများကြီးပဲအပြင်းတွေတော့ပြန်ပေါက်နေဒါကျွန်တော်အိမ်ဟောင်းနေတဲ့လူမရှိဘူးတရေရှိတယ်ဆိုလဲကျွန်တော်မကြောက်ပါဘူးဗျာဟိုမှာမြက်တယ်ကျိုးကြတယ်ဗျိုင်းတွေစုံပြီးပဲဒါကတော့ပင်နေဒီလေးတွေမှာပါတဲ့ပြင်တွေစိုက်ထားတာလာတယ်နော်ဒီပြင်တွေလည်းရိတ်ကောင်းလိုက်တာနော်ဟိုဘက်တမင်းစားနာချင်းဘာနဲ့ရောက်တော့ညက်ပြစ်နေတယ်ဗျာဗျိုင်းတွေညက်တွေတော့ချကြတယ်အားလုံးတတားပါ see you